မင်္ဂလာပါမိတ်ဆွေပြောလိုက်တဲ့စကားတစ်ခေါင်းကမိတ်ဆွေရဲ့ကံကြမ္မာကိုတကယ်ပဲဖန်တီးနေတယ်ဆိုတာကိုသတိထားမိပါသလားငါတော့မဖက်နိုင်တော့ပါဘူးငါကံကလည်းဆိုးလိုက်တာလို့ညီးသွားမိတဲ့အခါတိုင်းတကယ်ပဲအခြေအနေတွေကပိုဆိုးလာတာမျိုးဒါမှမဟုတ်တဆုံတစ်ခုကိုပြက်သားသစ္စာဆိုပြီးပြောလိုက်တဲ့အခါမျော်လင့်မထားပဲလမ်းစာတွေဖွင့်သွားတာမျိုးတော့ရှိခဲ့ဘူးလားကျွန်တော်တို့ရဲ့နှုတ်ထွက်စကားတွေဟာလေထဲမှာပျောက်ကွယ်သွားတဲ့အတန်လိုင်းတက်မဟုတ်ပါဘူးအဲ့ဒါဟာမိတ်ဆွေရဲ့ဘဝကိုပုံဖော်နေတဲ့ဝစီကံဆိုတဲ့ကြီးမားတဲ့စွမ်းငင်တစ်ခုဖြစ်ပါတယ်လူအတော်များများကသူတို့ပြောတဲ့စကားလုံးတွေကသူတို့ရဲ့စိတ်အခြေအနေနဲ့ပတ်ဝန်းကျင်အပေါ်ဘလောက်အထိရိုက်ခတ်မှုရှိလဲဆိုတာကိုတတိမမူပဲအမတ်တမဲ့ပြောဆိုနေကြပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေရဲ့နှုတ်ထွက်စကားတွေကိုအသုံးချပြီးလူအင်းစန္ဒာတွေတကယ်ဖြစ်လာစေမယ့်နီလန်တွေကိုခေတ်သစ်စိတ်ပညာတီးပြန်နီးအမြင်တွေနဲ့မြတ်စွာဘုရားရှင်ရဲ့လေးနက်လာတဲ့ဓမ္မသဘောတရားတွေကိုပေါင်းဆက်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်။နှုတ်ထွက်စကားရဲ့အစွမ်းကိုအသုံးချပြီးဘဝကိုအကောင်းဘက်ကိုဘယ်လိုပြောင်းလဲမလဲဆိုတာနဲ့ပတ်သက်ပြီးအချက်၅ချက်ကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒီအချက်တွေကိုနှလုံးသွင်းရှေ့ရှုနားလဲသွားတဲ့အခါမိတ်ဆွေဟာအရင်လိုအမတ်တမဲ့ပြောဆိုသူမဟုတ်တော့ပဲမိမိရဲ့စကားလုံးတွေကိုအသုံးချပြီးဘဝကိုလိုရာပုံဖော်နိုင်တဲ့အစွမ်းထက်သူတယောက်ဖြစ်လာပါလိမ့်မယ်မိတ်ဆွေကျွန်တော်တို့ဒီနေ့ဓာမှာစကလုံးပေါင်းဘယ်လောက်များများပြောဖြစ်ကြတယ်လဲဆိုတာတတိထားမိပါသလားသူဒေသနာတွေအရတော့လူတစ်ယောက်ဟာတနေ့ကိုပြမ်းမြစကလုံးပေါင်း9000ကနေ2000ကြားပြောဆိုနေကြတယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီစကလုံးတွေထဲမှာကိုယ့်ရဲ့ဘဝကိုတိဆောက်ပြီးတဲ့စကလုံးဘယ်နှလုံးပါတယ်လဲကိုယ့်ရဲ့ဘဝကိုဖျက်ဆီးနေတဲ့စကလုံးဘယ်နှလုံးပါတယ်လဲဆိုတာကိုတော့ကျွန်တော်တို့တတိမထားပဲကြော်သွားကြပါတယ်ခေတ်သစ်စိတ်ပညာအရာခတ်သိမ်းဟာစွမ်းအမ်းတုံခါမှုတွေနဲ့ဖွဲ့စည်းထားတာပါကျွန်တော်တို့ပြောလိုက်တဲ့စကားလုံးတိုင်းမှာ frequency သို့မဟုတ်တုံခါမှုနှုန်းရှိပါတယ်စိတ်ပညာမှာ neuro linguistic programming လို့ခေါ်တဲ့နည်းပညာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အသုံးချတဲ့စကားလုံးတွေဟာကျွန်တော်တို့ရဲ့အုံနောက်ကို program ပြန်ဆွဲပေးနိုင်တယ်ဆိုတဲ့သဘောတရားပါမိတ်ဆွေကအမြဲတမ်းပြဿနာတွေပဲတက်နေတာပဲလို့ထက်ခါတလဲလဲပေါ်နေမယ်ဆိုရင်မိတ်ဆွေရဲ့အုံနောက်ထက်က reticular activating system လို့ခေါ်တဲ့ filter တစ်ခုကပြင်ပလောကမှာရှိတဲ့ပြဿနာတွေဟိုပဲရှာဖွေဖို့အမိန့်ပေးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ရလဒ်အနေနဲ့မိတ်ဆွေရဲ့ဘဝတဲကိုပြဿနာတွေတန်းစီပြီးရောက်လာပါတော့တယ်။ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။မိတ်ဆွေရဲ့နှုတ်ထွက်စကားကမိတ်ဆွေရဲ့အုံနောက်ကို program ပြန်လုပ်လိုက်တာပါ။တဘိုးတရားကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တဲ့ကမက်စောဖျားရှင်ကဝစီကံဆိုတဲ့နာမည်နဲ့ဟောကြားတော်မူခဲ့ပါတယ်။ကံဆိုတာအလုတ်ဝစီဆိုတာနှုတ်ထွက်စကားပါ။ဒါကြောင့်နှစ်ကပြောတာဟာအလုတ်လောက်တာနဲ့အတူတူပါပဲ။ဒီနေရာမှာအရေးကြီးဆုံးကစေတနာပါ။ဖျားရှင်ကစေတနာဟံဘိက္ခဝေကံမန်ဝဒါမိလို့ဟောခဲ့ပါတယ်။စေတနာဟာကံပါပဲ။မိတ်ဆွေစကားတစ်ခွန်းပြောလိုက်တဲ့အခါအဲ့ဒီစကားရဲ့နောက်ွယ်မှာပါတဲ့စိတ်စေတနာဟာစွမ်းအံတစ်ခုအနေနဲ့စက်ကြဝဠာတဲ့ကူထွက်သွားပါတယ်။အဲ့ဒီစေတနာလိုင်းဟာတစ်နေ့မှာမိတ်ဆွေစီကိုအကျိုးပေးအနေနဲ့ပြန်လာမှာဖြစ်ပါတယ်။မကောင်းတဲ့စကားကိုပြောတဲ့အခါမကောင်းတဲ့စေတနာကမကောင်းတဲ့စွမ်းအံလိုင်းကိုထူလွတ်ပါတယ်။အဲ့ဒီလိုင်းကမိတ်ဆွေရဲ့ရုပ်အစုအဝေးကိုပါပူလောင်စေပြီးစိတ်အစဉ်ကိုလည်းညှဉ်းနှွမ်းစေပါတယ်။ဒါကြောင့်ဝစီကံဟာမိတ်ဆွေရဲ့လက်ရှိဘဝကိုရောအနာဂတ်ဘဝကိုပါပုံဖော်နေတဲ့ပိတုကပညာရှင်တယောက်လိုပါပဲ။ဒီအချက်ကိုပို့ပြီးနားလည်သွားအောင်ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ဖြိုပြချင်ပါတယ်။ဒါကတော့မြို့ငယ်လေးတစ်မြို့မှာနေထိုင်တဲ့ဦးအောင်ဆိုတဲ့လက်သမားဆရာကြီးတယောက်အကြောင်းပါ။ဦးအောင်ကလက်ရအရင်ကောင်းတဲ့လက်သမားတယောက်ပါ။ဒါပေမဲ့သူ့မှာမကောင်းတဲ့အကျင့်တစ်ခုရှိတယ်။အဲ့ဒါကတော့အမြဲတမ်းညီးတွားတတ်တာပါပဲ။တစ်သားတစ်ကြောင်ကိုရွှေပေါ်ထိုးရင်းပင်မလိုက်တာငါဘဝကတော့တစ်သားတွေနဲ့ပဲကုံတော့မှာပဲ။ဘယ်တော့မှလည်းချမ်းသာမှာမဟုတ်ပါဘူးလို့အမြဲပြောလေရှိပါရဲ့။ကနေ့မှာတထေးကြီးတယောက်ကဦးအောင်ကိုအိမ်တလုံးဆောက်ခိုင်းပါတယ်။အဲ့ဒီအချိန်မှာဦးအောင်ကအလုံနာကျင်နေပြီဖြစ်လို့စိတ်မပါပဲစကားတွေအစိုးမြင်ညီးတွားရင်းစောက်ခဲ့ပါတယ်ဒီအိမ်ကတော့ငါ့အတွက်နောက်ဆုံးအပင်ပန်းခံရတဲ့အိမ်ပဲအမြန်ပြီးရင်ပြီးရောဘလို့ဖြစ်ဖြစ်အရေးမကြီးပါဘူးလူပြောဆိုပြီးအရေးအသွေးမမီတဲ့တစ်တွေလျော့ရဲတဲ့ပစ္စည်းတွေကိုတုံးပြီးစောက်ခဲ့ပါတယ်ပါဇက်ကလည်းဒါကတော့အညံဆုံးအိမ်ပဲလို့ခဏခဏပြောခဲ့ပါတယ်အိမ်ကြီးပြီးသွားတဲ့အခါတထေးကြီးရောက်လာပါတယ်တထေးကြီးကတွက်ကိုဦးအောင်လက်ထဲထည့်ပြီးပြုံရင်ပြောလိုက်ပါတယ်ဦးအောင်ခမည်းဟာကျွန်တော်အတွက်နှစ်ပေါင်းများစွာအလုပ်အကျွေးပြုခဲ့သူပါဒါကြောင့်ဒီနောက်ဆုံးဆောက်တဲ့အိမ်ကိုခမည်းအတွက်လက်ဆောင်အဖြစ်ကျွန်တော်ပြန်ပေးပါတယ်တဲ့မိတ်ဆွေစဉ်းစားကြည့်ပါ
ဦးအောင်ဟာသူကိုယ်တိုင်အညံ့ဆုံးအိမ်လို့ပြောပြီးစောက်ခဲ့တဲ့အိမ်ထဲမှာပဲသူကိုယ်တိုင်ပြန်နေရတော့ပါတယ်သူသာအကောင်းဆုံးအိမ်လို့ပြောပြီးဇေဒနာပါပါစောက်ခဲ့ရင်သူကိုယ်တိုင်အကောင်းဆုံးအိမ်မှာနေခွင့်ရမှာပါဒီပုံပြင်လေးကပေးတဲ့သင်ခန်းစာကတော့ရှင်းပါတယ်ကျွန်တော်တို့ပြောလိုက်တဲ့စကားလုံးတွေဟာကျွန်တော်တို့စောက်လုပ်နေတဲ့ဘဝအိမ်ရဲ့အုတ်ခဲတွေပါပဲမိတ်ဆွေကငါဘဝကအစင်မပြေဘူးလို့ပြောလိုက်တိုင်းမိတ်ဆွေဟာအစင်မပြေတဲ့အုတ်ခဲတစ်လုံးကိုမိတ်ဆွေရဲ့ဘဝထဲမှာစီးလိုက်တာပါပဲနောက်ဆုံးမှာတော့မိတ်ဆွေဟာမိတ်ဆွေကိုယ်တိုင်နှုတ်ကပြောပြီးတီဆော့ခဲ့တဲ့အစင်မပြေခြင်းဆိုတဲ့အိမ်ကြီးထဲမှာပဲပိတ်မိနေပါလိမ့်မယ်ဒါကြောင့်နှုတ်ထစကားရဲ့စွမ်းနေဟာမိတ်ဆွေထင်သားတာတဲ့အစမတန်ပြင်းထန်ပါတယ်မိတ်ဆွေရဲ့စကားလုံးတွေဟာမိတ်ဆွေရဲ့ကံကြမ္မာကိုဆွဲဆောင်နေတဲ့တန့်လိုက်တွေဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့ဟာတနေတာလုံးမှာသူတစ်ပါးနဲ့စကားပြောတာတဲ့ကိုပြန်ပြောနေတဲ့စကားလုံးတွေကပိုများနေတယ်ဆိုတာတတိထားမိပါသလားစိတ်ပညာရှင်တွေကဒါကိုအတွင်းစကားတန် self talk လို့ခေါ်ကြပါတယ်မိတ်ဆွေမနက်နိုးလာတဲ့အချိန်ကနေညအိပ်ရာဝင်တဲ့အထိမိတ်ဆွေရဲ့စိတ်ထဲမှာစကားလုံးတွေတရဆက်စီးဆင်းနေပါတယ်အဲ့ဒီစကားလုံးတွေကငါဒီနေ့တော့အဆင်ပြေမှာပါလို့ပြောနေသလားဒါမှမဟုတ်ငါတော့ဒီနေ့လေဒုက္ခရောက်အောင်မှာပဲလို့ပြောနေသလားစိတ်ပညာမှာကို Jordan Hawkins self-fulfilling prophecy သို့မဟုတ်တကယ်ထင်ရင်တကယ်ဖြစ်လာခြင်းဆိုတဲ့သဘောတရားတစ်ခုရှိပါတယ်မိတ်ဆွေကငါဟာလူပုံအလဲမှာစကားပြောရင်အမြဲတမ်းအမှားယွင်းထစ်တတ်တယ်လို့ကိုအမိန့်ပေးထားရင်တကယ်တမ်းစကားပြောရမယ့်အချိန်မှာမိတ်ဆွေရဲ့အုံနောက်ကအဲ့ဒီအတိုင်းဖြစ်လာအောင်ခန္ဓာကိုယ်ကိုတုံ့ပြန်စေပါတယ်နှလုံးခုန်မြန်လာမယ်လက်ဖွားတွေချွေးပြန်လာမယ်စကလုံးတွေထက်အကုန်ပဲဒါဟာမိတ်ဆွေရဲ့နှုတ်ထွက်စကားကအုံနောက်ကိုအမိန့်ပေးလိုက်တဲ့ရလက်ပါပဲတိတ်ဖက်နီးကြလေ့လာမှုတွေအရာကျွန်တော်တို့ဟာကိုအပြုတ်သဘောဆောင်တဲ့စကားလုံးတွေကိုထက်ခါတလဲပြောပေးတဲ့အခါအုံနောက်ရဲ့အလို့လုတဲ့အပိုင်းကပုံမအားကောင်းလာပြီးစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကော်တီဆောဟော်မုန်းတွေကိုလျော့ကျစေပါတယ်မိတ်ဆွေရဲ့စကားလုံးတွေဟာမိတ်ဆွေရဲ့ဇီဝကမ္မဖြစ်စဉ်ကိုပါပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်မြတ်စွာဘုရားရှင်ကဓမ္မပဒမှာမနောပုပ္ပင်ကမဓမ္မာမနောစိတ်သာမနောမယလို့ဟောကြားခဲ့ပါတယ်အရာခတ်သိမ်းဟာစိတ်ကရှည်သွားတယ်စိတ်ကအဓိကကြတယ်စိတ်နဲ့ပဲပြီးတယ်လို့ဆိုလိုတာပါဒါပေမဲ့စိတ်နဲ့ဝစီကံဟာခွဲခြားလို့မရအောင်ဆက်နေပါတယ်ကျွန်တော်တို့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတွေးတွေကိုစကားလုံးအဖြစ်ပြောင်းလဲလိုက်တဲ့အခါအဲ့ဒီအတွေးဟာပိုပြီးခိုင်မာတဲ့ကံတစ်ခုဖြစ်သွားပါတယ်ဒီညမှာသင်္ခါရတင်းလျောက်ဖက်စွာနှလုံးသွင်းခြင်းဟာအယံအရေးကြီးပါတယ်မိတ်ဆွေကကိုမာဟာမစွမ်းဆောင်နိုင်သူလို့ပြောနေတာဟာမှားယွင်းစွာနှလုံးသွင်းခြင်းပါပဲမြားရှင်ကစကားဖြစ်ကြောင်တရားမှုကိုစင်ကြင်ဖို့ဟောကြားခဲ့ပါတယ်မိတ်ဆွေကိုပြန်ပြောတဲ့စကားလုံးတိုင်းဟာမိတ်ဆွေရဲ့ဘဝဇာတ်ကြောင်းကိုရေးနေတဲ့ကလောင်တန်းတွေပါပဲမကောင်းတဲ့စကားလုံးတွေကိုသုံးနေတဲ့၍မိတ်ဆွေဟာကိုဘဝဇာတ်ကြောင်းကိုကိုယ်တိုင်အစိုးဘက်ကရေးနေသူဖြစ်နေပါလိမ့်မယ်ဒီအချက်ကိုပိုပြီးမြင်သာသွားအောင်ရှေးခေတ်ကပန်းချီစရာလေးမင်းတစ်ရဲ့အကြောင်းကိုပြောပြခြင်းပါတယ်မင်းတစ်ဟာပန်းချီဆွဲတာကိုဝါသနာပါတဲ့လူငယ်လေးတစ်ယောက်ပါဒါပေမဲ့သူ့မှာကြီးမားတဲ့အားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကတော့သူ့ကိုယ်သူယုံကြည်မှုလုံးဝမရှိတာပါသူပန်းချီကားတစ်ချက်ဆွဲတိုင်းသူ့နှုတ်ကားတွေငါတော့အစင်ပြေမှမဟုတ်ပါဘူးငါလက်ရကအမြဲတမ်းကြမ်းတမ်းနေတာပဲဘသူမှကြိုက်မှာမဟုတ်ဘူးလို့အမြဲညီးထွားလေရှိတယ်ဒီနေ့မှာနိုင်ငံတော်ဝန်လုံးကပန်းချီပညာရှင်တွေပြန်ရမယ့်ပြိုင်ပွဲကြီးရှိတာပါတယ်မင်းတစ်လည်းဝင်ပြိုင်ခြင်းပေမဲ့သူ့ရဲ့အတွင်းစကားတောင်တွေကသူ့ကိုတားဆီးနေပါတယ်မင်းကရှုံးမှာပါမင်းတစ်တော်တဲ့သူတွေအများကြီးပဲလို့ကိုပြန်ပြောနေမိတယ်အဲ့ဒီအချိန်မှာတောရောကျုံးကဆရာတော်တစ်ပါးနဲ့သူဆုံခဲ့ပါတယ်ဆရာတော်ကမင်းတစ်ကိုဆေးဆက်တွေပြန်ပြတာထိနေတဲ့ပန်းချီကားတစ်ချက်ကိုပြပြီးမေးတယ်မောင်မင်းတစ်ဒီပန်းချီကားကဘာလို့ပျက်စီးနေတာလဲသိသလားလို့မေးတယ်မင်းတစ်ကဆရာတော်ဆွဲတဲ့သူကစိတ်မပါလို့ထင်ပါတယ်လို့ဖြေပါတယ်ဆရာတော်ကပြုံးပြီးမဟုတ်ဘူးမောင်မင်းတစ်ဆွဲတဲ့သူကသူ့ရဲ့ဝစီကားနဲ့ဒီပန်းချီကားကိုပျက်စီးလိုက်တာသူပန်းချီဆွဲနေတော့သူ့နှုတ်ကထွက်သွားတဲ့မချစ်နိုင်ဘူးမလှဘူးဆိုတဲ့စကားလုံးတွေဟာသူ့ရဲ့လက်ချောင်းတွေစီကိုအစိတ်အသောက်တွေအဖြစ်စီးဝင်သွားပြီးဆေးဆက်တွေကိုယုံဆိုးစေခဲ့တာပဲမင်းရဲ့လက်လည်းအတူတူပဲမောင်မင်းတစ်မင်းရဲ့နှုတ်ထွက်စကားတွေဟာမင်းရဲ့အရေးချင်းကိုပိတ်ဆို့ထားတဲ့တန်ချီချင်းတွေပါပဲလို့မိတ်ပါတယ်ဆရာတော်ကမင်းတစ်ကိုနီးလန့်တစ်ခုပေးပါတယ်ဒီနေ့ကစပြီးမင်းပန်းချီဆွတ်တန်ကိုကိုင်ငါရဲ့စေတနာတွေဟာဒီဆေးရောင်တွေထဲမှာလှပစွာစီးဆင်းနေလေလို့တစ္ဆာဆိုပြီးမှဆွဲပါလို့သင်ပေးလိုက်ပါတယ်
မင်းသေးဟာဆရာတော်သင်ပေးတဲ့အတိုင်းကြင်ကြံပါတယ်သူ့ရဲ့အတွင်းစကားတန်ကိုပြောင်းလဲပါတယ်ပြိုင်ပွဲနေ့မှာသူဟာအရင်လိုကြောက်ရွံ့မနေတော့ပဲငါ့ရဲ့အမှုပညာဟာလောကကိုအလင်းပေးလိမ့်မယ်လို့ယုံကြည်ချက်ရှိပြောဆိုပြီးဆွဲခဲ့ပါတယ်ရလက်ကတော့မယုံနိုင်စရာပါပဲသူဟာပထမစုကိုစွတ်ခူးနိုင်ခဲ့ယုံတယ်မကပဲသူ့ရဲ့ပန်းကြီးကဟာကြီးရသူတိုင်းကိုအေးချမ်းမှုပေးနိုင်တဲ့အထိစွမ်းအားရှိသွားပါတယ်မိတ်ဆွေမြင့်တဲ့ရဲ့လက်စွမ်းကပြောင်းသွားတာမဟုတ်ပါဘူးသူ့ရဲ့ကိုပြောရဲနှုတ်ထွက်စကားပြောင်းသွားတာပါမိတ်ဆွေလည်းအကျူတူပါပဲမိတ်ဆွေရဲ့ဘဝဟာမိတ်ဆွေကိုယ်တိုင်ရေးဆွဲနေတဲ့ပန်းကြီးကတစ်ချက်ပါမိတ်ဆွေအသုံးပြုနေတဲ့စကားလုံးတွေဟာအဲ့ဒီပန်းကြီးကရဲ့ဆေးရောင်တွေပါပဲအစိုးမြင်စကားတွေသုံးရင်ဘဝကမောင်မိုက်နေမှာဖြစ်ပြီးအားထစ်စေမဲ့စကားလုံးတွေကိုသုံးရင်တော့မိတ်ဆွေရဲ့ဘဝဟာတောက်ပါတဲ့ပန်းကြီးကတစ်ချက်ဖြစ်လာပါလိမ့်မယ်မိတ်ဆွေရဲ့စကားတွေဟာလောကပေါ်မှာဘလောက်အထိဩဇာတက်ရောက်မှုရှိသလဲတခါတလေကျွန်တော်တို့ပြောလိုက်တဲ့စကားတွေကလေးထဲမှာတင်ပြောက်ကွယ်သွားသလိုခံစားရတတ်ပါတယ်ဒါပေမဲ့တချို့သူတွေပြောလိုက်တဲ့စကားကြတော့တောင်ကိုယ်တောင်လှုပ်ခါနိုင်လောက်တဲ့အထိအစွမ်းထက်နေတတ်တာဘာကြောင့်ပါလဲအဲ့ဒါသစ္စာလို့ခေါ်တဲ့အမှန်တရားရဲ့အင်အားကြောင့်ပဲဖြစ်ပါတယ်စိတ်ပညာရှုထောင့်ကနေကြည့်ရင်သစ္စာရှိခြင်းသို့မဟုတ်အမှန်တိုင်းပြောဆိုခြင်းဟာလူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက်အခြေခံကြအဆုံးအချက်ဖြစ်ပါတယ်စိတ်ပညာမှာသိမြင်ဆိုင်ရာမညီညွတ်မှုဆိုတဲ့သဘောတရားတစ်ခုရှိပါတယ်မိတ်ဆွေကမဟုတ်မမှန်တာတစ်ခုကိုပြောလိုက်တဲ့အခါမိတ်ဆွေအုံနောက်ထဲမှာပဋိပက္ခတွေဖြစ်လာပါတယ်အမှန်တရားကတစ်ခုမိတ်ဆွေပြောလိုက်တာကတစ်ခုဖြစ်နေတဲ့အတွက်အုံနောက်ကအဲ့ဒီလိန်ညာမှုကိုထိမ့်သိမ်းထားဖို့စွမ်းအင်အများကြီးသုံးရပါတယ်လေးလာမှုတွေအရလိန်ညာပြောဆိုသူတွေဟာအမှန်တိုင်းပြောဆိုသူတွေထက်စိတ်ဖိစီးမှုဟော်မွန်ပိုမိုထွက်ရှိပြီးအားကုန်ခန်းတတ်တာကိုတွေ့ရပါတယ်အမှန်တိုင်းပြောဆိုခြင်းဟာအုံနောက်ကိုအနားပေးလိုက်တာနဲ့အတူတူပါပဲမိတ်ဆွေကသစ္စာရှိတဲ့အခါမိတ်ဆွေရဲ့စိတ်ဟာလုံခြုံမှုကိုခံစားရပါတယ်အဲ့ဒီလုံခြုံမှုကနေစိတ်ပြင်းထန်တဲ့ယုံကြည်မှုစွမ်းအားထွက်ပေါ်လာပါတယ်အဲ့ဒီယုံကြည်မှုကပဲမိတ်ဆွေရဲ့စကြလုံးတွေကိုအခြားသူတွေနားဝင်လာအောင်လောကကလက်ခံလာအောင်ဖန်တီးပေးတာဖြစ်ပါတယ်ဗုဒ္ဓဘာသာမှာသစ္စာဟာပါရမီတစ်ခုဖြစ်ပါတယ်ဖျားလောင်းအဆက်ဆက်ဟာသစ္စာပါရမီကိုအသက်ဆုံးထိထိမ့်သိမ်းခဲ့ကြပါတယ်သစ္စာဆိုတာအဟုတ်အမှန်လို့အတိတ်ပဲရတယ်လို့ပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းပြောခြင်းလို့လည်းအတိတ်ပဲရပါတယ်ဒီနေရာမှာမိတ်ဆွေကိုကျွန်တော်ပြောပြချင်တာကသစ္စာဆိုခြင်းရဲ့အစွမ်းပါသစ္စာဆိုခြင်းဆိုတာလောကမှာရှိတဲ့အမှန်တရားတစ်ခုကိုအခြေခံပြီးကိုယ့်ရဲ့လိုအင်ဆန္ဒကိုတောင်းဆိုတာဖြစ်ပါတယ်ဥပမာကျွန်ုပ်ဒီမိဘအပေါ်မှာတခါမှမူသားမပြောဆိုခဲ့ဘူးတာအမှန်ဖြစ်ပါသည်ဤအမှန်ကန်သောသစ္စာစကားကြောင့်ကျွန်ုပ်ရဲ့ဘေးဒုက္ခတွေကင်းဝေးပါစေဆိုတာမျိုးပါဒါဟာဝေရကျမ်းဂန်တွေထဲကဂါထာမန္တန်တွေထပ်ပို့ပြီးအစွမ်းထက်ပါတယ်ဘာကြောင့်လဲဆိုတော့မိတ်ဆွေရဲ့သစ္စာကစัจ java ရဲ့ဓမ္မနိယာမနဲ့တွားပြီးချိတ်ဆက်မိသွားလို့ဖြစ်ပါတယ်ဒီသစ္စာရဲ့အစွမ်းကိုပို့ပြီးလေးလေးနက်နက်သိမြင်နိုင်ဖို့ကျွန်တော်သစ္စာဆိုခြင်းနဲ့ပတ်သက်တဲ့ထူးခြားသောပုံမြင်လေးတစ်ပုဒ်ပြောပြပါစေဟိုးရှေးတုန်းကအိန္ဒိယဂီကမြို့ကြီးတစ်ခုမှာဘိန္ဒုမတီလိုအမည်ရတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်သူမဟာအစင်တန်းမြန်မာသူမဟုတ်ပါဘူးလူအတိုင်းဝိုင်းကနှင်ချကြည့်တတ်တဲ့ပြည်တန်းစာမတစ်ယောက်ပါဒါပေမဲ့သူမမှာထူးခြားသောဇယိုက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူမစီကိုလာသမျှဧည့်သည်တွေကိုဘသူဘဝရဲ့လို့ခွဲခြားမှုမရှိပဲသူမရဲ့တာဝန်ကိုအကောင်းဆုံးကျေပွန်အောင်ဆောင်ရွက်ပေးတာပါပဲဒီနေ့မှာအတော့ကမြင်းကြီးဟာဂင်္ဂါမြစ်ကမ်းမှာရှိနေပြီးမြည်ရည်ပြီးအရှင်အောင်နဲ့စီးဆင်းနေတာကိုကြည့်ပြီးဒီကြီးမားတဲ့ဂင်္ဂါမြစ်ရည်ကိုပြောင်းပြန်စီးအောင်လွတ်နိုင်သူရှိပါမလားလို့မေးခွန်းထုတ်ပါတယ်အဲ့ဒီချိန်မှာဘိန္ဒုမတီကရှေ့ကိုထွက်လာပြီးကျမမျိုးလုံနေပါတယ်ရှင်မင်းကြီးလို့ပြောပါတယ်သူမဟာဂင်္ဂါမြစ်နားကိုတွားပြီးတစုံတစ်ခုကိုဆင်ကျင်လိုက်ပါတယ်ခဏကြာမှတော့အရှင်ဟုံပြင်းစွာစီးဆင်းနေတဲ့ဂင်္ဂါမြစ်ရည်ကြီးဟာရုတ်တရက်ရပ်တန့်သွားပြီးပြောင်းပြန်ဆန်တက်သွားပါတော့တယ်မင်းကြီးကအံ့ဩလွန်းလို့မေးပါတယ်တင်ဟာဘယ်လိုဂါထာမန္တန်ကိုတက်လို့လဲဘိန္ဒုမတီကပြုံးပြီးဖြေပါတယ်အရှင်မင်းကြီးကျမမှာဂါထာမန္တန်မရှိပါဘူးကျမမှာရှိတာကသစ္စာပါကျမဟာကျမစီကိုလာသမျှဧည့်သည်ဟာမြင်းစိုးရာစားပဲဖြစ်ဖြစ်သူတောင်းစားပဲဖြစ်ဖြစ်ခွဲခြားမှုမရှိပဲကျမရဲ့တာဝန်ကိုအဆင့်အတန်းတစ်ခုတည်းနဲ့ကြေပွန်အောင်ဆောင်ရွက်ထဲ့တာဖြစ်ပါတယ်တဲ့မိတ်ဆွေဒီပုံပြင်ကိုကြည့်ရင်သစ္စာဆိုတာလူအဆင့်အတန်းနဲ့မဆိုင်ဘူးဆိုတာတွေ့ရပါလိမ့်မယ်
မိတ်ဆွေကဘသူပဲဖြစ်ဖြစ်ဘယ်လိုအတိတ်မျိုးရှိခဲ့မိတ်ဆွေရဲ့လက်ရှိဘဝမှာတခုခုကိုအမှန်အတိုင်းကြင်ကြံနေမယ်ဆိုရင်အဲ့ဒီအချက်ကိုအခြေခံပြီးမိတ်ဆွေရဲ့ဘဝကိုပြောင်းလဲနိုင်ပါတယ်သစ္စာစကားရဲ့စွမ်းအားဟာအလွန်နဲ့ရှိုင်းတဲ့အမှန်တရားတစ်ခုပါပဲမိတ်ဆွေကငါဟာအလုပ်ကိုစေတနာပါလုပ်တယ်လို့ကိုသစ္စာရှိစွာပြောနိုင်တယ်အဲ့ဒီသစ္စာကမိတ်ဆွေအတွက်လမ်းစီတွေကိုဖွင့်ပေးပါလိမ့်မယ်သစ္စာမရှိတဲ့စကားလုံးတွေဟာရေပေါ်မှာရေးတဲ့စာလို့ပျောက်ကွယ်သွားတတ်ကြမယ်သစ္စာရှိတဲ့စကားလုံးတွေကတော့ကြောက်စမှာထူထွန်းထားတယ်လို့လောကမှာတည်ရှိနေပြီးအကျိုးပေးကိုမူချရစေပါတယ်ဒါကြောင့်မိတ်ဆွေဒီနေ့ကစပြီးစကားတခွန်းမပြောခင်ငါပြောတဲ့စကားထဲမှာသစ္စာဘလောက်ပါတယ်လဲဆိုတာကိုဆင်ခြင်ကြည့်ပါမိတ်ဆွေရဲ့စကားလုံးတွေထဲမှာသစ္စာတက်ကိန်းအောင်လာတဲ့အခါမိတ်ဆွေပြောတဲ့အတိုင်းတကယ်ထစ်လာတာကိုမိတ်ဆွေကိုယ်တိုင်အံ့ဩဖွယ်တွေ့မြင်ရပါလိမ့်မယ်မိတ်ဆွေတခါတလေမှာကျွန်တော်တို့ဟာသူတစ်ပါးကိုဒေါသတကြီးနဲ့စကားပြောမိကြပါတယ်ဒါမှမဟုတ်တစုံတစ်ယောက်ရဲ့အတင်းအဖျင်းကိုမြင်ကြရရွယ်ပြောဆိုမိတာမျိုးကိုပြန်ပြီးနှင်ချအပစ်တင်းမိတာမျိုးတွေရှိတတ်ကြပါတယ်အဲ့ဒီလိုပြောပြီးသွားတဲ့အခါမိတ်ဆွေရဲ့ယင်းထဲမှာဘယ်လိုခံစားရတယ်လဲအေးချမ်းသွားသလားဒါမှမဟုတ်စိတ်ထဲမှာတမျိုးကြီးလေးလံပြီးကြံ့ရစ်ခဲ့သလားတိတ်ပံနီးနာကြလေးလာမှုတွေအရာမကောင်းတဲ့စကားလုံးတွေဟာအုံနောက်ရဲ့အာမီဒလာလို့ခေါ်တဲ့ကြောက်ရွံ့မှုနဲ့စိုးရိမ်မှုကိုထိန်းချုပ်တဲ့အပိုင်းကိုချက်ချင်းလုံဆော်ပေးပါတယ်မိတ်ဆွေကတစ်ဖက်လူကိုဆဲဆိုလိုက်တဲ့အခါဒါမှမဟုတ်အစိုးမြင်စကားပြောလိုက်တဲ့အခါမိတ်ဆွေရဲ့အုံနောက်ကနေစိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ adrenaline တွေကိုတဟုန်တိုးထုတ်လွှတ်လိုက်ပါတယ်အဲ့ဒီဟော်မုန်းတွေဟာမိတ်ဆွေရဲ့နှလုံးခုန်နှုန်းကိုမြန်းစေတယ်သွေးဖိအားကိုတက်စေတယ်ကိုယ်ခံအားစနစ်ကိုကျဆင်းစေပါတယ်ဒါကြောင့်မကောင်းတဲ့စကားကိုပြောလိုက်တဲ့အခါတစ်ဖက်လူမကြားတင်မှာမိတ်ဆွေရဲ့ခန္ဓာကိုယ်ကအရင်ဆုံးအစိတ်မိသွားတာဖြစ်ပါတယ်စိတ်ပညာမှာ emotional contagion လို့ခေါ်တဲ့သဘောတရားရှိပါတယ်မိတ်ဆွေပြောလိုက်တဲ့အစိတ်အတောက်ဖြစ်စေတဲ့စကားလုံးတွေဟာပတ်ဝန်းကျင်ကိုညဉ့်ညမ်းစေတဲ့မကမိတ်ဆွေရဲ့စိတ်အစဉ်ကိုပါပျက်စီးစေပါတယ်မြတ်စွာဘုရားရှင်ကမကောင်းသောဝစီဒုစရိုက်၄ပါးကိုရှောင်ကျဉ်ဖို့ဟောကြားခဲ့ပါတယ်အဲ့ဒါတွေကလို့တိမဟုတ်မမှန်ပြောခြင်းမုတာဝါဒ2ကုန်းတိုက်စကားပြောခြင်းပိတုနဝါစာ3ကြမ်းထမ်းသောစကားပြောခြင်းဖရုတာဝါစာ4အကျိုးမရှိသောပြင်ဖြန်းသောစကားပြောခြင်းတန်ဖတ်ပလာပတွေဖြစ်ပါလေဒီနေရာမှာမိတ်ဆွေကိုအထူးသတိပေးခြင်းတာကဖရုတာဝါစာပါပဲဘုရားရှင်ကရိုင်းဆိုင်တဲ့စကားကိုပါဇက်နဲ့နိုင်ရှင်ခဲ့ပါတယ်လူမိုက်တယောက်ဟာမွေးဖွားလာတဲ့အခါမှာသူ့ရဲ့ပါဇက်ထဲမှာပါဇိန်ဒလတ်ပါလာတယ်လို့ပါပဲအဲဒီပါဇိန်နဲ့သူ့တပားကိုတင်မကားပဲကိုပါခုတ်ဖြတ်စီးနေတာဖြစ်ပါတယ်မကောင်းတဲ့စကားလုံးတွေဟာအာကုကျူဝစီကန်တွေဖြစ်လို့မိတ်ဆွေရဲ့စိတ်အစဉ်မှာအမဲဆက်တွေထင်ကြံရစ်စေပါတယ်ဒါဟာနံရုပ်ဖြစ်စဉ်အရာမကောင်းတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်တရားတွေကိုပူလောင်ဆုပ်ယုပ်စေတာဖြစ်ပါတယ်ဒီအချက်ကိုပိုပြီးလေးနဲ့သွားအောင်ပန်းပယ်စရာသိန်းဟန်ရဲ့ပုံမြင်လေးကိုပြောပြခြင်းပါတယ်သိန်းဟန်ဟာအရန်တော်တဲ့ပန်းပယ်စရာတစ်ယောက်ပါဒါပေမဲ့သူ့ရဲ့ပါဇက်ကအရန်ကျမ်းပါတယ်သူ့စီလာတဲ့တပည့်တွေကိုရောဖောက်ထဲတွေကိုရောအငြင်းရန်ဆဲဆူကန်မောင်းလေရှိသူပါသူဟာဓာတ်တလက်ကိုထုတ်လို့တိုင်းပါဒီဓာတ်ဟာအသုံးမကျတဲ့လူတွေစီရောက်သွားမှာပဲငါအလူကပင်မန်းယုံပဲရှိတယ်ဆိုပြီးမကောင်းတဲ့စကားလုံးတွေကိုအမြဲသုံးပါတယ်ဒီနေ့မှာသူဟာအဖိုးတန်လာတဲ့ဓာတ်ရှိတလက်ကိုအားသွန်ခွန်ဆိုင်ထုတ်လုပ်ပါတယ်ထုံးစံအတိုင်းပဲဓာတ်ကိုထုတ်လုပ်နေရင်းနဲ့စိတ်တိုနဲ့ကျိန်ဆဲတဲ့စကားလုံးတွေကိုတွတ်ပြောနေပါတယ်ဒါပြီးသွားတဲ့အခါအဲ့ဒီဓာတ်ဟာအရန်လှပပြီးမဲ့တခုခုထူးဆန်းနေပါတယ်ဓာတ်ကိုကြိုက်လိုက်တဲ့သူတိုင်းဟာစိတ်တိုလာတာဒေါသထွက်လာတာမျိုးထိကြပါတယ်နောက်ဆုံးမှာအဲ့ဒီဓာတ်ဟာသိန်းဟန်ရဲ့လက်ထဲကိုပဲပြန်ရောက်လာပါတယ်တညမှာသိန်းဟန်ဟာအယံ့မှုပြီးအိမ်ပြန်လာတဲ့အခါအမောင်ထဲမှာသူ့ရဲ့ဓာတ်ကိုသူသွားကင်မိပါတယ်အဲ့ဒီအချိန်မှာသူပြောခဲ့မှုတဲ့အစိတ်အတောက်စကလုံးကြီးရဲ့စွမ်းအင်ကသူ့စိတ်ကိုဖိစီးလာစေပြီးမစင်မချင်လွှဲရမ်းလိုက်ရာကနေသူ့ကိုယ်ပိုင်ခြေတော့ကိုသူ့ကိုယ်တိုင်ခုတ်မိသွားပါတော့တယ်ဒဏ်ရာကမတက်တာပဲပိုမိုဆိုးရွားလာတဲ့အခါသိန်းဟန်ဟာဆရာဝန်ကြီးစီရုပ်သွားပါတယ်ဆရာဝန်ကဓာတ်ဒဏ်ရာကိုကြည့်ပြီးပြောလိုက်တာကအံ့ဩစရာပါပဲသိန်းဟန်ခမရဲ့ဒဏ်ရာကဓာတ်ကြောင့်တင်မဟုတ်ဘူးခမရဲ့သွေးထဲမှာအစိတ်တွေပြည့်နေတာပဲခ
ခမပြောခဲ့တဲ့ဒေါသစကလုံးတွေကခမရဲ့ခန္ဓာကိုယ်ကိုအသေးကနေအရင်လောင်မြိုက်သေးခဲ့တာတဲ့တိန်ဟန်ဟာအဲ့ဒီတော့မှနားလေသွားပါပြီသူတစ်ပါးကိုချိန်ဆဲလိုက်တိုင်းအစိုးမြင်စကားပြောလိုက်တိုင်းသူဟာအစိတ်ခွက်ကိုကိုယ်တိုင်တောင့်နေတာနဲ့အတူတူပဲဆိုတာကိုပါမိတ်ဆွေကျွန်တော်တို့ရဲ့ဘဝမှာလဲတိန်ဟန်လိုပဲအမတိစိတ်ကနေအစိတ်တောက်စကလုံးတွေကိုသုံးနေမိတတ်ပါတယ်ငါမလုံနိုင်ဘူးသူကတော့ငါ့ကိုဒုက္ခပေးဦးမှာပဲဆိုတဲ့စကလုံးတွေဟာမိတ်ဆွေရဲ့ဘဝကိုထိုးနှက်မဲ့အစိတ်ဆူးတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မကောင်းတဲ့စကလုံးတွေကိုနှင့်ပယ်ဖို့လိုပါတယ်မကောင်းတဲ့စကားတစ်ခေါက်ပြောမိလိုက်တိုင်းအကောင်းမြင်တဲ့စကားနဲ့ပြန်လဲအစားထိုးပြီးကြားဖြတ်ပေးရပါမယ်မိမိရဲ့ပါဇက်ကနေအစိတ်တွေထွက်မဲ့အစားအေးမြနဲ့ရေစင်းတွေထွက်လာအောင်လေ့ကျင့်ယူရမှာထက်ပါတယ်မိတ်ဆွေကျွန်တော်တို့အခမ်းသစ်ကနေအခုထိနှုတ်ထွက်စကားရဲ့စွမ်းအင်စိတ်ပညာသက်စာတရားနဲ့အစိတ်တောက်တွေကိုဖယ်ရှားပုံတွေကိုလေ့လာခဲ့ပြီးပါပြီအခုနောက်ဆုံးအခမ်းမှာတော့ဒီအသိပညာအားလုံးကိုစူးစီးပြီးမိတ်ဆွေလိုလားတဲ့လက်တွေ့ဘဝကိုနှုတ်ထွက်စကားနဲ့ဘလို့ဖန်တီးယူမလဲဆိုတာကိုပြောပြပေးသွားမှာပါလူအများစုကစကလုံးဆိုတာဖြစ်ပျက်နေတဲ့အခြေအနေကိုဖော်ပြတာလို့ပဲထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့စကလုံးဆိုတာအနာဂတ်မှာဖြစ်လာမယ့်အခြေအနေကိုညွှန်ကြားတာပါမိတ်ဆွေရဲ့စကလုံးတွေကမိတ်ဆွေရဲ့ဘဝပေးသူကအတွေ့ပုံစံပြကွက်တွေဖြစ်ပါတယ်ခေတ်သစ်စိတ်ပညာမှာ language in action ဆိုတဲ့သဘောတရားတစ်ခုရှိပါတယ်အဲ့ဒါကတော့စကလုံးတွေကလောကကြီးကိုဖော်ပြတာယုံတယ်မကပဲလောကကြီးကိုအသစ်တဖန်ဖန်တီးပေးတာဖြစ်တယ်ဆိုတဲ့အချက်ပါမိတ်ဆွေကကျွန်ုပ်ဂတိပေးပါတယ်လို့ပြောလိုက်တဲ့အခါဒါမှမဟုတ်ကျွန်တော်ဒီအလုပ်ကိုလုပ်မယ်လို့ပြောလိုက်တဲ့အခါမိတ်ဆွေဟာအရင်ကမရှိသေးတဲ့တာဝန်ယူမှုဆိုတဲ့ကဘာအသစ်တစ်ခုကိုစကလုံးနဲ့ဖန်တီးလိုက်တာဖြစ်ပါတယ်စိတ်ပညာနဲ့ကြည့်ရင်ကျွန်တော်တို့ရဲ့အုံနောက်က prediction ကြိုတင်ခံမှန်းချက်တစ်ခုလို့အလုံးလို့ပါတယ်မိတ်ဆွေကငါဘဝကအောင်မြင်သွားမှာလို့ယုံကြည်ချက်ရှိရှိပြောဆိုလိုက်တဲ့အခါမိတ်ဆွေရဲ့အုံနောက်ကအဲ့ဒီစကလုံးရဲ့ကိုင်ညီနေတဲ့အခွင့်အလမ်းတွေကိုပဲရှားဖွေဖို့ဥတည်သွားပါတယ်ဒါကို selective attention လို့ခေါ်ပါတယ်မိတ်ဆွေရဲ့စကလုံးတွေကမိတ်ဆွေရဲ့အာယုံကိုညွှန်ကြားပြီးအဲ့ဒီအာယုံကနေသစင်မိတ်ဆွေရဲ့လက်တွေဘဝကဖြစ်တည်လာတာဖြစ်ပါတယ်ဓမ္မသဘောနဲ့ပြောရရင်စကလုံးတွေကဝစီသင်္ခါရတွေဖြစ်ပါတယ်သင်္ခါရဆိုတာဖန်တီးတာပါမိတ်ဆွေပြောလိုက်တဲ့စကားတိုင်းဟာကံမျိုးစိတွေဖြစ်ပါတယ်ဒီနေရာမှာတမ္မာဝါစာရဲ့စွမ်းအင်ကိုပြန်ကြည့်ရအောင်တမ္မာဝါစာဆိုတာမူတာဝါဒကိုရှောင်ကျဉ်ယုံတင်မကားပဲသူတစ်ပါးကိုအကျိုးရှိတဲ့စကားချစ်ခင်အောင်စီးလုံးစေတဲ့စကားတွေကိုပြောတာပါအဲ့ဒီလိုပြောဆိုခြင်းဟာမိတ်ဆွေရဲ့စိတ်ရစဉ်မှာကုသိုလ်ဇောတွေကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီကုသိုလ်တွေကနေသစင်မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာအေးချမ်းတဲ့ယုတ်ကလတ်တွေဖြစ်ပေါ်ပြီးမိတ်ဆွေရဲ့ဘဝကိုကောင်းကျိုးတွေနဲ့ဝင်ရောက်စေတတ်ပါတယ်မြတ်စွာဘုရားရှင်ကစကားကောင်းကိုပြောခြင်းဟာမင်္ဂလာတစ်ပါးလို့ဟောခဲ့ပါတယ်မင်္ဂလာဆိုတာကြီးဝါကြောင်းမှာမိတ်ဆွေရဲ့နှုတ်ထွက်စကားကမင်္ဂလာရှိရင်မိတ်ဆွေရဲ့ဘဝဟာလည်းမူးချမသွေကြီးဝါတိုးတက်လာမှာဖြစ်ပါတယ်ဒီအချက်ကိုပိုပြီးထင်ထင်ရှားရှားမြင်နိုင်ဖို့ကျွန်တော်ဥယျာဉ်မူကြီးဦးတာအေရဲ့ပုံမြင်လေးကိုပြောပြပါရစေဦးတာအေဟာမြို့ကင်းကမြေခွက်လက်အိုကြီးတစ်ခုမှာနေထိုင်ပါတယ်အဲ့ဒီမြေခွက်ဟာမြေစည်းလွှာညံဖျုံပြီးကြောက်ခဲတွေဖုံးလွှားနေလို့ဘသူမှစိုက်ပျိုးလို့မရဘူးလို့သတ်မှတ်ထားရဲ့နေရပါဒါပေမဲ့ဦးတာအေကတော့နေ့တိုင်းအဲ့ဒီမြေခွက်ထဲကိုသွားပြီးနနှုတ်ကနေနေကြီးကိုစကားပြောလေရှိပါတယ်သူကဒီမြေကြီးကအယမ်းကောင်းတာပဲမကြခင်မှာဒီနေရာမှာပန်းတွေဝေစာလာတော့မယ်တစ်ပင်ကြီးတွေကအရေးပေးတော့မယ်လို့နေ့တိုင်းပြောပါတယ်မြို့ထဲကလူတွေကသူ့ကိုအယူလို့ကဲတယ်ကြပါတယ်မြေကြီးကစိုးဝါးပြက်စီးနေလာကိုမင်းကကောင်းတယ်လို့ပြောနေတာအလကားပဲလို့ပြောကြပါတယ်ဦးတာရေးကပြုံးပြီးပြန်ပြောပါတယ်မိတ်ဆွေတို့ကမြေကြီးကိုကြည့်ပြီးပြောနေတာကျွန်တော်ကတော့ကျွန်တော်ရဲ့စကလုံးတွေနဲ့မြေကြီးကိုပြုတ်ပြင်နေတာပါကျွန်တော်ကောင်းတယ်လို့ပြောလိုက်တိုင်းကျွန်တော်မှအဲ့ဒီမြေကြီးကိုတူးစော်ခြင်းနဲ့အင်အားတွေရလာတယ်ကျွန်တော်ပန်းတွေပွင့်မယ်လို့ပြောလိုက်တိုင်းကျွန်တော်ဟာပန်းစေးတွေကိုရှာဖွေဖို့စိတ်ရထက်သန်လာတယ်တဲ့နေ့အနည်းငယ်ကြားတဲ့အခါမှာတော့အံ့ဩစရာကောင်းအောင်ပဲအဲ့ဒီမြေခွက်လက်ကြီးဟာမြို့မှာအလှဆုံးဥယျာဉ်ကြီးထက်သွားပါတော့တယ်လူတွေကမေးကြတယ်ဘလို့လှုပ်လိုက်တာလဲလို့ဦးတာအေးကဖြေပါတယ်ကျွန်တော်စိုက်ခဲ့တာကအစိတ်တွေမဟုတ်ဘူးစကလုံးတွေကိုပါစိုက်ခဲ့တာပါကျွန်တော်ရဲ့စကလုံးတွေကကျွန်တော်ရဲ့လောက်ရက်ကိုလမ်းပြခဲ့တာပါတဲ့မိတ်ဆွေရဲ့ဘဝဟာလည်းအဲ့ဒီမြေခွက်လက်ကြီးလိုပါတယ်အခုချိန်မှာအစင်မပြေမှုတွေအခက်အခဲတွေရှိနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေကငါဘဝကတော့ဒီလိုပဲကုံဆုံးသွားတော့မှာပါလို့ပြောနေမယ်ဆိုရင်
မိတ်ဆွေဟာအဲ့ဒီမြေကွက်ကိုဒီတိုင်းဖိထားလိုက်တာနဲ့အတူတူပါပဲမိမိရဲ့နှုတ်ထွက်စကားကိုဥယျင်မှုလို့အသုံးချပါငါမှာဒီအခက်အခဲကိုကြော်ဖြတ်နိုင်တဲ့အင်အားရှိတယ်ငါစီကိုအခွင့်လန်းကောင်းတွေရောက်လာတော့မယ်လို့ယုံကြည်ချက်ရှိပြောဆိုပါအဲ့ဒီစကားလုံးတွေဟာမိတ်ဆွေရဲ့နှစ်သိစိတ်ထဲမှာမျိုးစေ့တွေအဖြစ်ကျဆင်းသွားပြီးမိတ်ဆွေကိုမှန်ကန်တဲ့လူရက်တွေစီကိုတွန်းပို့ပေးပါလိမ့်မယ်ပြောတဲ့အတိုင်းတကယ်ဖြစ်လာတာဆိုတာမော်တတ်မဟုတ်ပါဘူးအဲ့ဒါဟာမိတ်ဆွေရဲ့နှုတ်ထွက်စကားစိတ်စေတနာနဲ့လက်တွေ့လှုပ်ဆောင်မှုကိုပေါင်းစပ်လိုက်တဲ့အခါဖြစ်ပေါ်လာတဲ့တဘာဝတရားရဲ့လက်ရက်ပဲဖြစ်ပါတယ် မိတ်ဆွေအခုဆိုရင်ကျွန်တော်တို့နှုတ်တွက်စကားရဲ့အန်အော်ဖယ်ဆွမ်းအော်ရီကိုသိပ္ပံနီးကြရောဓမ္မနီးကြပါနှစ်ကလေးနဲ့ရှင်းလေ့လာခဲ့ပါပြီဒါပေမဲ့ဘဟုတုတဆိုတာလက်တွေ့မသုံးရင်တန်ဖို့မရှိပါဘူးမိတ်ဆွေရဲ့စကားလုံးတွေကနေသစင်ဘဝကိုတကယ်ပြောင်းလဲပစ်ချင်တယ်ဆိုရင်အောက်ပါလက်တွေ့ကြတဲ့နီလန်း၃ခုကိုဒီနေ့ကစပြီးကျင့်သုံးကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်သစ္စာအမြဲဆိုင်ကျင့်စဉ်မိတ်ဆွေလိုလားတဲ့စံဓာတ်တစ်ခုတကယ်ဖြစ်လာဖို့အတွက်အလွတ်တဘောဆုတောင်းခြင်းထက်သစ္စာဆိုခြင်းကိုအသုံးချပါနေတိုင်းမနေ့ခင်မှာမိတ်ဆွေတကယ်လှုပ်ဆောင်ထားတဲ့ကုသိုလ်တစ်ခုသို့မဟုတ်အမှန်တရားတစ်ခုကိုအခြေခံပြီးဒီလိုသစ္စာဆိုကားကိုရွတ်ဆိုပါကျွန်ုပ်ဒီယနေ့မနေ့ခင်မှာမိဘသို့မဟုတ်ဖျားကိုစိတ်ကြည်လင်းစွာနဲ့လှုပ်ကြွေးပူဇော်ခဲ့ဒီမှာအမှန်ဖြစ်ပါသည်ဤအမှန်ကန်သောသစ္စာစကားကြောင့်ကျွန်ုပ်ယနေ့လှုပ်ဆောင်မိအလုတ်ကိစ္စအဝါဝသည်ဘေးမခပဲအောင်မြင်ရပါစေမိတ်ဆွေတကယ်လှုပ်ခဲ့တဲ့အချက်ဖြစ်ဖို့ပဲလိုပါတယ်အဲ့ဒီအမှန်တရားကမိတ်ဆွေရဲ့စကားလုံးတွေကိုစွမ်းအားတက်စေပါလိမ့်မယ် နဲ့3စက္ကန့်အဆိုရှင်နီလန်မကောင်းတဲ့စကားလုံးတွေကနေထွက်ပေါ်လာမယ့်အစိတ်တောက်တွေကိုတားဆီးဖို့ကဒီနီလန်ကိုသုံးပါစကားတခွန်းပြောတော့မယ်ဆိုတိုင်းအထူးသဖြင့်ဒေါသထွက်နေခြင်းသို့မဟုတ်အတင်းအဖျင်းပြောချင်လာခြင်းမှာ3စက္ကန့်လောက်အထက်ကိုဝါဝါရှူပြီးကိုဒီမေခွန်း3ခုမေးပါငါပြောမယ့်စကားသည်အမှန်တရားဖြစ်ရဲ့လားငါပြောမယ့်စကားသည်စေရနာပါရဲ့လားငါပြောမယ့်စကားသည်အကျိုးရှိရဲ့လားဒီ3ချက်ထဲမှာတစ်ချက်မှမကိုက်ညီဘူးဆိုရင်အဲ့ဒီစကားကိုမပြောဘဲမြုပ်သိမ့်လိုက်ပါ3အပြုတ်သဘောဆောင်တော့အမိန်တော်မိတ်ဆွေရဲ့မတိစစ်ကိုပြန်လဲပုံဖော်ဖို့ကိုပြောပြတဲ့စကားလုံးတွေကိုပြောင်းလဲပါငါမလုံနိုင်ဘူးဆိုတဲ့စကားလုံးအစားငါသားကိုဘယ်လိုလုပ်ရမလဲဆိုတာသင်ယူခြင်းတယ်လို့ပြောင်းပြောပါညာအိယာဝင်းကနီးတိုင်းမှာလဲငါရဲ့ဘဝဟာနေ့စဉ်နဲ့အမျှပိုမိုကောင်းမွန်လှပလာနေပါပြီလို့ကိုအမိန့်ပေးပြီးမှအိတ်ဆက်ပါမိတ်ဆွေနှုတ်ထွက်စကားဆိုတာမိတ်ဆွေရဲ့လက်ထဲမှာရှိနေတဲ့မှော်တုတ်တန်တစ်ခုလိုပါပဲအဲ့ဒီမှော်တုတ်တန်နဲ့ကိုဖျက်ဆီးမလားဒါမှမဟုတ်လှက်ပါတဲ့ကဘာတစ်ခုကိုတိဆောက်မလားဆိုတာကတော့မိတ်ဆွေရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်မိတ်ဆွေရဲ့စကားလုံးတိုင်းမှာမေတ္တာဓာတ်ကိန်းအောင်ပါစေတစ္ဆာဓာတ်ထွန်းကားပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်မိတ်ဆွေရဲ့ဘဝမှာနှုတ်ထွက်စကားကြောင့်တကယ်ပဲထူးထူးခြားခြားပြောင်းလဲသွားခဲ့တဲ့အတွေ့အကြုံတွေရှိရင်ဒါမှမဟုတ်ဒီနေ့ပြောပြသွားတဲ့အချက်တွေကဘယ်အချက်ကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာရေးသားပြီးမျှဝေပေးခဲ့ပါဦးမိတ်ဆွေတို့အားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးပြောသည့်အတိုင်းတကယ်ဖြစ်လာစေမယ့်ဝစီမင်္ဂလာအစွမ်းကိုပိုင်ဆိုင်နိုင်ကြပါစေ။